အားလုံးပဲမင်္ဂလာပါခုပြည်ပြီးတော့ Blender Software Intro ပြည်ပြီးပဲဖြစ်ပါမယ်အဲ့တော့ Blender Software ကိုဖွင့်လိုက်မယ် Blender 3.6 version ဒီမှာ Blender ကိုပြောထားတယ်လို့ edit ထဲက prefer တဲ့ interface เนาะဒါလေးကိုတစ်ချက်တွားကြည့်မယ် Blender Software ပွင့်လာပြီကျွန်တော်တို့ Blender ကိုပြင်ရမယ်အချက်ကလေးကိုကျွန်တော်ပြင်ပါမယ် edit ထဲက preference interface inclusion screen ဒါဘာကိုပြောရလဲခင်ဗျဒီကောင်ကိုချဲ့ကြည့်လိုက်မယ်ခင်ဗျခုန interface ကဒီကောင်လေးကြီးတာတွေ့ရပါလိမ့်မယ်ဒီကောင်ဘယ်လောက်ထိချဲ့လို့ရတယ်ငါဘတ်4လောက်ထိရမယ်တင်ငါဘတ်4ဒီတော်ကြီးတော့ဖိုင်ကိုရအောင်4ထိပဲရအောင်ကျွန်တော်အမီနိုက1မဲ့ထားတာ1မဲ့ထားကြရနော်ဒီတိုင်းငင်းကြီးကျင်းတော့ 1.2 လောက်ပြင်ဒါတော့ခင်ဗျတွေ့တဲ့ကောင်လေးကြည့်အောင်ငင်းလေးကြီးနေပါကိုမြန်တော့ကိုင်းညီမဲ့ inclusion screen ကိုဒီမှာပြန်ချိန်လို့ရပါပြီကျွန်တော်အမီနို1မဲ့ထားတာအဲ့တော့ပြီးတော့ system နဲ့ update ဒီမှာ system နဲ့ပါ update ကျွတ်တောင်း update လို့ရှိတယ်ဒါကဘာပြောလဲခင်ဗျကျွန်တော်တို့ 3D model တင်ဆောက်ပြီးတဲ့အချိန်မှာ render ထုတ်ရတယ် render ထုတ်တဲ့ကောင်ကပုံထုတ်တာပေါ့ပုံသားမွေဗီဒီယိုလေးထုတ်တာဟုတ် render ထုတ်တယ်လို့ခေါ်တယ်အဲ့တော့ render ထုတ်တဲ့အချိန်မှာကျွန်တော်ကကျွတ်တောင်း update ကိုရွေးထားမှရမယ်အဲ့တော့ဟင်းထောင်းခင်ဗျကျွန်တော်ဒီ9ခွင် CPU နဲ့အလုပ်လုပ်တာဖြစ်တယ်ကျွတ်တောင်းခွင်နဲ့ဒီမှာကျတော့ကိုထည့်ထားတဲ့ graphic ကနေပေါ်နေမယ်ကိုကွန်ပျူတာနဲ့ကိုကွန်ပျူတာမှာထည့်ထားတဲ့ graphic ကနော်ကျွန်တော်ဒီမှာထည့်ထားတဲ့ဒီ graphic က update မှာခင်ဗျဒီ graphic ကပေါ်နေမယ် graphic ကိုအမှန်ချက်ထားလိုက် graphic ကိုအမှန်ချက်ထားမှာ render ထုတ်တဲ့အချိန်မှာပုံရမြန်မယ်နော် CPU ဟိမတက်ဘူး CPU နဲ့ဟိမတက်ဘူး graphic ကနဲ့ထုတ်ရဖြစ်တဲ့အတွက် render တိုင်းနဲ့ပုံရမြန်မယ် CPU ကအမှန်ချက်ဖြုတ်ထားမှာနော်ခုလိုလေးတစ်ချက်ရွေးထားပြီပါပြီးရင်အဲ့တော့ကျွန်တော်တို့ model တင်ခေါ်တဲ့အခါမှာ control pad ပြခေါ်တဲ့အချိန်ရွေးပါအချိန်ရွေးတော့ပေါ့ control pad ပြခေါ်ရင်တော့ခက်မကျင်ရတယ်အဲ့ဒါအပုံရများကြတယ်ခင်ဗျအများကြီးထားထားလိုက်256ချိန်ထိရတယ်900အချိန်900ချိန်လို့မရဘူးတော့အများဆုံး256ချိန်ထိမရတယ်ဒီကောင်လေ32က256ကိုပြင်ထားလိုက်ပါမဲ့32က256ကိုယ်ပြင်ပြီးဆိုတော့ဒီခဏထပ်ပေါ်ခက်တဲ့နေမှာအကုန်လုံးချိန်ပြီးပြီခင်တကောင်လေးကိုပိတ်လိုက်မှာနော်ပိတ်ပြီးဒီဘက်က2ပါကို height ချင်နေခင် view တဲ့က2ပါကိုမှန်ချက်ဖြုတ်လိုက် shortcut က keyboard ပေါ် shortcut က T ဖြစ်တယ် T ကိုနှိပ်လိုက်ရင်ပေါ်တယ် T ကိုနှိပ်လိုက်ရင်ပြတ်ပေါ်လာတယ် height သွားတယ်ဒါနဲ့ကျွန်တော်ဘာနှိပ်တယ်ကိုသိရအောင်ကျွန်တော်ဘာနှိပ်တယ်ကိုသိရအောင် shortcut ကိုဖွင့်ထားပြီနော်ဒါခင်ကျွန်တော်ဒီကောင်လေးမှာဘာလေးနှိမ့်လိုက်တဲ့ခင်ဒီကောင်လေးမှာပေါ်လာလိမ့်မယ်ဒါခင်လက်ကလေးကိုနှစ်ချိန်နှိမ့်လိုက်တာဖြစ်တယ်ဒါခင်လက်ကလေးကို3ချိန်နှိမ့်တာဒီမှာပေါ်လာလို့နော်ဒါနဲ့ shortcut file ကိုဒီမှာထည့်ပြထားပြီနော်
Banana hockey ကိုဒီမဲ့2ပါဂျိုးတဲ့က2ပါ shortcut က3နော်ဒီဘက်က sniper shortcut က n ကိုနေဒီဘက်က sniper ပွင့်နေကိုငါနဲ့တစ်ချက်ထက်နေဒီဘက်က sniper ပြတ်ပိတ်တော့တယ်ဒီလောက်ဆိုရင်9မိနစ်ထင်ပါနဲ့နောက်ထပ်ဒီမှာပါ control space ဒီကောင်နဲ့ဒါကအတူတူပဲနော်ဒါကကျွန်တော်အကျယ်တဝက်ပြထားတာဒါက shortcut ကိုအသားပေးပြီးပြထားတာမနေ့တေးပါနဲ့အဲ့ပါနဲ့နော် control space ကိုနှိမ့်လိုက်ရင်ဒီမျိုးချင်းကျင်းလာတယ်နောက်တစ်ခု control space ကိုတက်နေဒီကောင်ပြန်ကျင်းလာတယ်ပြီးရင် control order space ဒီကောင်လေးကဘယ်လိုနေရာမှာအသုံးဝင်တယ်လဲဆိုရင်ကျွန်တော်တို့ modeling ဆွဲပြီးအချိန်အများကိုပြန်ပြခြင်းတဲ့အချိန်ကျရင်ငါးဗီဒီယိုနဲ့ပုံနဲ့မထုတ်ဘဲနဲ့ဒီတိုင်းပြပြီးတကောင်ကိုဒီကောင်ရှော့ရိုက်လိုက်တယ်နော်ဒီကောင်ရှော့နေမှာရိုက်လိုက်မယ်ပြီးရင်ခုလိုမျိုးဒီကောင်ရှော့ရိုက်နေတယ်နော်ပြီးတော့ဒီကောင်ရှော့ရိုက်တဲ့ပုံကိုဘာဖြစ်ဖြစ်ငွေကြဖြစ်ဖြစ်ပို့လို့ရအောင်နော်ဒီလိုလေးဒါကအခုမှကျွန်တော်ဒီကောင်ရှော့ရိုက်တဲ့ပုံဖြစ်ပါလေ control order space control space က control order space နဲ့ကွာတယ်နော် control space ဆိုရင်ဒီကောင်လေးပါလာတယ်ဒါလေးပါလာတယ် control order space ကိုဘာမှမပါတော့ဒီ model ကိုအတားပေးတော့ကျွန်တော်ကဒီကောင်ကိုချိန်တယ်လို့ပြင်လို့ရတယ်ကျွန်တော်ဒီဘက် interface ကိုကြီးမလားဒီဘက် interface ကိုတင်းမလားချိန်တယ်လို့ပြင်လို့ရတယ်ပြီးရင် shift left click blender floating window အဲ့ဒါကဘာကိုပြောရလဲဆိုရင်ကျွန်တော် monitor နှလုံးရှိနေလို့လေ monitor နှလုံးရှိနေလို့ဒါမှသုံးလို့ရှိနေလို့အတွက်ဆိုရင်ဒီဘက် interface မှာကျွန်တော် workspace လုပ်ပြီးတော့ဟိုဘက် monitor မှာကျတော့ keyframe တွေ animation keyframe ချလာနေမရောက်တယ်ဒီနေရာပတ်တဲ့ခွင့်ရရင်လုံးလို့ရတယ်အဲ့တော့ဘယ်လိုလုပ်လဲဆိုရင် shift left click ကို shift ဖိထားမယ်left click ကိုဒီလိုတောင်းလာနေမှာနော်ကိုကဒီ interface ကိုခွင့်ချင်ဒီ interface ရဲ့တောင်းလာနေကိုတစ်ချက်နှိပ်လိုက်ပြီး left click ဒါဆိုရင်ဒီ interface ကိုကွင်းလာပြီနော်ဒီလိုမျိုး interface ကိုကွင်းလာပြီဒီကောင်လည်းအဲ့လိုမျိုးခွင့်ချင်တယ်ဆိုရင် shift left click ဒါဆိုရင်ဒီလိုမျိုးကွင်းလာပြီဒီကောင်လေးရောတစ်ဖက် monitor မှာတော့ထားလို့ရအောင်လေ monitor နှလုံးရှိရင်လို့တုံးလို့ရှိရင်လို့ခင်ဗျာနော်ဒီမှာထားလို့ရတယ် animation keyframe ကိုလည်း animation keyframe ကိုခုလိုမျိုး shift ဖိပြီး left click ကိုနှိပ်လိုက် left click ကိုဖိပြီးနှိပ်လိုက်အဲ့ animation keyframe ရအောင်ဖြတ်ချင်ရင်ကျွန်တော်ဒီမှာဒါလေးဖြတ်လိုက်ပါနော်နောက်ထပ်ဘာလေးလုပ်လို့ရတယ်လဲဆိုရင်ဒီလိုကားလေးကိုတစ်ချက်နှိပ်လိုက်ပါမောက်ဆက်ကဒီလိုမျိုးအပေါင်းနှစ်ကောင်လေးဖြစ်သွားပြီဆိုရင် left click ကိုဖိပြီးတော့နှိပ်လိုက်ပါဒါဆိုရင်နောက်ထပ်တစ်ခုထပ်ထွက်လာတယ်နောက်လည်း interface တစ်ခုထပ်ထွက်လာနော်အဲ့ဒီမှာကျွန်တော်တို့ဒီမှာချိန်လို့ပြောင်းနေရတယ်ဒီ 3D view ကိုပြောင်းချင်တယ်ခင်ဗျဒီမှာ 3D view post ဒါခင်ဗျဒီမှာမှာလည်း 3D view ပေါ့ဒီမှာလည်း 3D view ကိုခုဖြစ်တော့ပြီဒါကြောင့်ဘယ်လိုလဲမှာတုံးနေလဲခင်ဗျဒီဘက်ကဒီဘက်မှာကျတော့ camera view ထားပြီးတော့ဒီဘက်မှာကျွန်တော်တို့အလုံးလုံးတဲ့အခါပေါ့နော်ဒီမှာအလုံးလုံးလို့ရတယ်အလုံးလုံးတဲ့အခါမှာလည်းဒီ camera view မှာတစ်ခါမြင်ရတယ်အဲ့လိုမျိုးထားလို့ရတယ်ဒါမှမဟုတ်ရင်တခြား interface တွေပြောင်းလို့ရတယ် shader ပြောင်းမလား image editor ပြောင်းမလား image editor ဆိုရင်ဒီမှာပုံထည့်လို့ရတယ်ခုကကျွန်တော်ဒီပုံထည့်တယ်လို့ပေါ့နော်ဒီမှာလည်းဒီပုံထည့်လို့ရတယ်ဒီပုံမှမဟုတ်တစ်ချက်ဒီပုံထည့်ခြင်းနေခုနဲ့ဒီပုံထည့်လို့ရတယ်ဒီတိုင်းပဲဆွဲပြီးထည့်တော့နော်ကိုကဒီအနေထားတိုင်းကိုယ့်ရဲ့ workspace ကို blender ဖွင့်လိုက်တိုင်းကိုယ့်ရဲ့ workspace ကိုဒီအနေထားတိုင်းပေါ်ခြင်းနေဆိုရင်ကျွန်တော်ဒီမှာပြလိုက်တယ်နော် customize blender UI ကိုယ့်ရဲ့ blender UI ကိုကိုယ်လည်း customize ပြုလုပ်ပြီးတော့ဒီကောင်ကိုကိခြင်းနေဆိုရင် file နဲ့က default fix file ဒီကောင်တစ်ချက်နှိပ်လိုက်ပြီးရင်တေချာလာလို့ထပ်ပြီးတေချာနေဆိုရင်ထပ်ပြီးနှိပ်လိုက်ဒါကဒါကို fix ဖြစ်သွားပြီ
ဒါကျွန်တော်ပိတ်ကြည့်မယ်ပိတ်ပြီးတော့ဒီတိုင်းပြန်ထွက်လာမလားတစ်ချက်ကြည့်ကြည့်မယ်နော်တုံးခေကိုတစ်ချက်နှိမ့်လိုက်မယ်ပြီးပြန်ဖွင့်ကြည့်မယ်တွေ့လားဒီတိုင်းပြန်ပေါ်လာတယ်အဲ့ဒါကကျွန်တော်တို့ကိုယ်လိုက်လောက်ခိုင်းတဲ့ Customized Blender UI အဲ့ Customized Blender UI ကိုပြန်ပယ်ဖြတ်ခြင်းနဲ့ Original Blender UI တိုင်းပြန်ထားခြင်းနဲ့ဆိုရင် file နဲ့က default load factory setting တေချာလာတော့ထပ်ပြီးတေချာလေ yes အဲ့ကျွန်တော်ကိုယ်လိုက်ပြန်ပြတော့ Blender ကဖွင့်ခြင်းဒီလိုပေါ်လာဖြစ်ဒီလိုမျိုးပေါ်လာတဲ့ပုံစံတိုင်းပေါ့ပြီးတော့ကျွန်တော် default save ကျွန်တော်တော့ထပ်ပြီး save လုပ်အောင်ပါနော် save အဲ့Blender ရဲ့ default UI တိုင်းပြန်ဖြစ်သွားပြီပိတ်ပြီးတော့ပြန်ဖွင့်ကြည့်မှာဟုတ်မဟုတ်don't save Right, the device Blender တစ်ခုအတိုင်းပြတ်သွားတော့နော်ဒါမှမဟုတ်လည်းကျွန်တော်ပြောပြတစ်ခုကြာခဲ့တာကဘာလဲဆိုရင်ဒီ shop ကနေကျွန်တော်အများနဲ့ထည့်ပေးတာဘာလို့လဲကြည့်တဲ့လူနဲ့ဒီကောင်လေးကိုအများနဲ့မှတ်မိအောင်ဒီဗီဒီယိုကြည့်နေတဲ့အချိန်မှာဒီကောင်လေးအများနဲ့မှတ်မိနေအောင်ကျွန်တော်ဒါလေးကိုတမင်ထည့်ထားဖြစ်ပါတယ်ကျွန်တော်ကျွန်တော်ပြောမဲ့ဟာကကျွန်တော်မျိုးခွဲလိုက်ပြီနော်ကျွန်တော်ခွဲလိုက်ပြီခွဲရင်ကျွန်တော်တကောင်တခြားဟာပေါ့တခြား interface တစ်ခုကိုပြောင်းမယ်တကောင်လည်းတခြား interface လေး shop ပြောင်းထားမယ်ကျွန်တော်ပြောင်းတဲ့ချိန်မှာကျွန်တော်ဒီလိုနှစ်ခုကြားနော်ကျန်နေတာကဒီ interface နှစ်ခုကြားကတကောင်လေးပေါ့ဒါလေးတစ်ချက်ရှင်းပြမယ်vertical place ကိုတစ်ချက်နှိမ့်လိုက်ဒီမှာခွဲမလားဒီမှာပိုင်းမလားဒါမှမဟုတ်ဒီမှာပိုင်းမလားနော်ပိုင်းလို့ရတယ်အဲ့ဒီတစ်ခုပိုင်းဖြစ်သွားပြီကြားပေါင်းချိန်ကျွန်တော်ကဒီ mouse ရဲ့ control လေးဒီလိုမျိုးအပေါင်းတော့ဖြစ်ရင်တစ်ချက်ဖိလိုက်ဖိပြီးတော့ဒီဘက်ကိုတွန်းလိုက်အဲ့ဒါဒီဘက်ကကောင်ဝင်ပေါင်းမလားဒီဘက်ကကောင်ဝင်ပေါင်းမလားကိုတစ်ချက်မေးပါလိမ့်မယ်ချိန်တဲ့ကောင်ဝင်ပေါင်းလို့ရတယ်ဒါပြန်ပေါင်းတော့ဟာပြန်ခွဲခြင်းနဲ့ပြင်ဒီလိုမျိုးခွဲလို့ရတယ်လို့ right click လုပ်ပြီးတော့ vertical split တော့ဝင် horizontal split နဲ့ခွဲလို့ရတယ်ဒါဝက်ပြန် join ခြင်းနဲ့ပြင် right click နဲ့ join area ဒီလိုမျိုး join လို့ရတယ်ခုမှ join လို့ရတယ်ပေါ့ဒါ vertical split ပြီးတော့ horizontal split ရှိတယ်ဒါ horizontal split တော့ခွဲတာအပေါ်အောက်ခွဲတာfirst area ကဘာလဲဆိုရင်ဒီ 3D ပြုတ်ဖို့ကဒီမျိုးမျိုးဒီရှိတ်အဒီတာကဒီဘက်ကိုရောက်တော့လို့တစ်ချက်ကြည့်ကြည့်မယ်နော် right click set area ဒါကဟိုမှာဒီဘက်ပြောင်းပြန်ဖြစ်တာမျိုးဒီ interface နဲ့ကျွန်တော်ပြန်ပေါင်းလိုက်အောင်မယ် join area ပေါင်းမယ် join area ပေါင်းမယ်ထပ်ပေါင်းမယ်ဒီဘက်ကိုကျွန်တော်နေပြုတ်ဖို့ထားမယ်ဒီဘက်မှာ image interior ထားမယ်ဆိုရင်ဝက်ဒီဘက်ချိန်မှာဖြစ်တဲ့အတွက်ဒီမှာဒီအလယ်ရောက်ပြီဆိုရင်မြားတယ်လို့ဖြစ်သွားရင်ငါကလေး straight area ကိုမိနေဒါဆိုရင်ဝက်ဒီဘက်ချိန်သွားပြီဒါတော့ဆိုရင် interface နဲ့ကိုယ့်အကို customize ပြင်ကြပြုတ်လို့နိုင်မယ်လို့ထင်ပါတယ်ဒီပြင်လို့မှဒီပြင်ဘာလို့တော့ပေါ့လဲနောက်တဲ့ဗီဒီယိုလေးမှာကျွန်တော်တို့ဒီ interface ဒီ 3D ပြုတ်ဖို့ကိုထပ်ပြီးတော့အကျဉ်းတစ်ခုထပ်ပြုတ်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်